ထိုင်းနိုင်ငံဘန်ကောက်မြို့အမြန်လန်းမိုးပြန်ရထားကရိန်းတန်ပေါင်ပြိုကျမှုမှာသေဆုံးခဲ့တဲ့မြန်မာလူသား၄ဦးရော်ချင်းငွေဘတ်တသန်းစီရရှိတယ်လို့အလုပ်သမားတန်ရာရှိရုံးကထုတ်ပြန်ပါတယ်။2024ခုနှစ်နိုဝင်ဘာ29ရက်မနက်4နာရီခန့်ကထိုင်းနိုင်ငံစမွတ်စခွန်ဖလန်းဆောင်လမ်းမကြီးရာမတူ22မိုင်မှာရှိတဲ့အမြန်လန်းမိုးပြန်တရားတိဆောက်ရေးလုပ်ငန်းခွင်မှာကွန်ကရစ်ဘလောက်တုံးတွေချိတ်ဆက်တက်ဆင်စဉ်ကရိန်းတန်ပေါင်ပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီပြိုကျမှုမှာမြန်မာလူသမား၄ဦးထိခိုက်သေဆုံးခဲ့ရာနစ်နာကြေးတွေရရှိနိုင်ဖို့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးရဲ့လမ်းညွှန်မှုနဲ့ထိုင်းဘက်သက်ဆိုင်ရာကုမ္ပဏီမြန်မာလူသမားတန်အရာရှိမြန်မာတန်ယုံမိတ်ဆွေအဖွဲ့တွေအကြားညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့လိုဆောင်ရွက်ခဲ့ရာမေ30ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံမှာထိုင်းကုမ္ပဏီဘက်ကနေလူသားချင်းစာနာထောက်ထားမှုအရာသေဆုံးနစ်နာမှုစေတနာကြီးတအုပ်ကိုထိုင်းဘက်ငွေ3သန်းစီနဲ့စုစုပေါင်းထိုင်းဘတ်ငွေ4သန်းကိုမြန်မာတန်ယုံတာဝန်ရှိသူတွေရဲ့ရှေ့မှောက်မှာထိုင်းတာဝန်ရှိသူတွေကတေဆုံးသူအလုပ်သမားတွေရဲ့မိသားစုဝင်4ဦးထံကိုလက်ရောက်ပေးရခဲ့တယ်လို့အလုပ်သမားတန်ရာရှိရုံးကထုတ်ပြန်ထားပါတယ်။